Hello, I'm English. Welcome to my English learning channel. Okay, ဒီနေ့ကတော့ Lawrence ကprogram လာ English စာသင်နေတဲ့ video English စာသင်နေတဲ့သူလေးအတွက်ပြောရမှာ sorry English စာသင်နေတဲ့သူလေးအတွက်ဝမ်းမယ်လို့ထင်တဲ့ word ဆိုရဲအကြောင်းကလေးနဲ့ပတ်သက်ပြီးကျွန်တော်ပြောမှာဖြစ်ပါတယ် word ဆိုတာကမြန်မာလိုဘာသာပြောလို့ရှိရင်လိမ့်မီဖြစ်လိမ့်မီလာလိမ့်မီအဲ့လိုမျိုးပေါ့နော်လိမ့်မီဆိုပြီးအဓိပ္ပာယ်ရတယ်ပေါ့နော်အဲ့ဒါကို Lawrence တင်ပေးနေတဲ့စာအုပ်ထဲက word နဲ့ပတ်သက်တဲ့ story လေးတစ်ပုဒ်နဲ့ပေါ့နော်တစ်ပုဒ်နဲ့ story ရတဲ့တူပါ short story လေးတစ်ပုဒ်နဲ့အားလုံးကိုဥပမာ example ဥပမာပြပါမှာဖြစ်ပါတယ် okay အားလုံးပဲ Lawrence ကိုင်နေတဲ့စာအုပ်ကလေးကပါစာအုပ်လဲလို့သိရှင်လားရှင် Lawrence ကအခုပေါ့နော် Lawrence ကအခုဒီတင်ပေးမှာကို well ဆိုရဲ short story လေးပြောပြမှာဘယ်စာအုပ်ထဲရလဲဆိုတော့ဒီ grammar type 3စာအုပ်ထဲကနေပြီးတော့အားလုံးကိုပြပြသွားမှာဖြစ်ပါတယ်ရှင် so grammar လေးဒီထဲကပဲတင်ပေးမယ်လို့တော့တွေးထားတယ်ဒါပေမဲ့ခြားအပြန်ဟာတွေလည်းပါတယ်ပေါ့နော် okay လောက်လိုက်ရအောင်စရအောင်နော် well oh Lucy this is beautiful oh I will become and ဒီနားမှာကျတော့ I possibly ll ပေါ့နော်အဲ့ဒါကျတော့ I will လို့အဓိပ္ပာယ်ရတယ်အဲ့ဒါကိုအတူလောက်ထားတာပေါ့နော်ဒါပေမဲ့အဲ့နားမှာ I လို့မဖတ်ပဲနဲ့ Lawrence က I will လို့ဖတ်လိုက်ပါမယ်ရှင် okay I will become a famous artist my paintings will be in all the great museums hey what is Picasso oh no mom will be really angry don't worry we will help you clean the carpet what do you mean we Peter oh all right I will get some kitchen paper okay ဒီရဲ့ပုံမြင်လေးအစိပ်ပဲကတော့ oh Lucy this is beautiful oh ဒါလေးကလှလိုက်တာကို okay ဆိုတာကျတော့လို့ပဲလေ Lawrence တို့လည်းပြင်မှာတယ်လို့လို့ပဲပေါ့နော် I will become a famous artist I will ငါဖြစ်လာ I will become a famous artist ငါနာမည်ထင်ရှားပြီးတော့ကြော်ကြားတဲ့ artist ပကြီးဆရာကြောင့်ဖြစ်လာလိမ့်မယ် My painting will be in all the great museums ငါရဲ့ပကြီးတွေအားလုံးကကောင်းတဲ့ museum ပြတိုက်တိုင်းမှာရှိလိမ့်မယ်အဲ့လိုမျိုးပေါ့နော် Hey what is Picasso hey ကြည့်အောင်ဒါတွေကိုဒီပြင်တန်တာမြင်ရည်တွေအဲ့လိုဖိတ်ကြကုန်တာပေါ့နော်ကြည့်လိုက်အောင်အဲ့ဒါတွေကိုအဲ့ဆိုတော့ Oh no oh သွားပါပြီ Mom will be really angry အမေကတော့တအားကိုစိတ်တူလိမ့်မယ်ပေါ့အဲ့မင်းနေဖိတ်ကြသွားတော့သူ့အမေကရမ်းစိတ်တူလိမ့်မယ်ပေါ့နော် Don't worry စိတ်မပူပါနဲ့ we will help you clean the carpet ငါတို့ဒီနေ့ရဲ့ carpet ကိုကူပြီးတော့ရှင်းပေးလိုက်မယ် What do you mean we ငါတို့ဒီကိုဘာလို့ဆိုလိုတာလဲဆိုတော့ Peter ဆိုတော့ဘယ်လိုလဲသူမလုံးချင်လို့ပါနော်သူရဲ့အမလာပြောရမယ်ဆိုအဲ့ဒီ Lucy မဟုတ်ပဲနဲ့နောက်တစ်ယောက်ဘသူမေ့နေอ่ะအဲ့တယောက်ကိုမေ့နေอ่ะအဲ့ Lucy မဟုတ်ပဲနဲ့ Lucy ရဲ့တငယ်ချင်းလားအဲ့လိုမျိုးပါနော်တငယ်ချင်းလားအဲ့လိုမျိုးအမလားမသိဘူးအဲ့ဆိုတော့ What do you mean we ဘာလို့ငါတို့ကိုဆိုလွတ်လိုက်တာလဲပေါ့အဲ့လိုပြောတဲ့အချိန်မှာသူ့ရဲ့အမလားအဲ့လိုမျိုးဟာစိတ်ကိုဝါတာပေါ့နော် Peter oh all right ohဟုတ်ပြီအကုန်မင်းနဲ့ပေါ့အဲ့လိုပြောချင်တာအဲ့ပြ I will get some kitchen paper ငါ kitchen paper ကိုတွားယူလိုက်အောင်မယ်
မီးဖို့ချအောင်စာရွက်ပေါ့နော်သွားယူလာရမယ်လို့ဆိုလိုပါတယ်အဲ့နားမှာလိမ့်မယ်နဲ့ပတ်သက်တဲ့ဟာအများကြီးပဲပါသွားတယ်ပေါ့နော်အဲ့ထဲမှာ okay it will ဆိုတာကလိမ့်မယ်ဆိုတာပဲလိမ့်မယ်ဆိုတဲ့နေရာမှာသုံးတာပေါ့နော်အဲ့ဆိုရှင်ကဥမာကိုကနာမည်doctor လို့မထားလိုက်ပေါ့နော် doctor Lawrence နေနဲ့ပြောပါမယ် Lawrence ကခုteacher ပဲထားလိုက်ပါတော့ဆိုငါနာမည်ကြော်ကြားနိုင်လားငါနာမည်ကြော်ကြားနိုင်လိမ့်မလားလို့မေးကြတယ်ဘယ်လိုမေးမလဲဆိုတော့ I will be famous ငါကကြော်ကြားနိုင်မယ်ပေါ့နော်အဲ့ဒါကို question sentence ပြောင်းကြည့်နေဆိုရင် I ကိုအရှိထားပြီး will ကိုအနောက်ထားဟုတ်ပါဘူး will ကိုအရှိထားပြီး I ကိုအနောက်ထားမှာဖြစ်ပါတယ် Will I be famous ငါနာမည်ကြော်ကြားနိုင်လားဆိုတော့နင်ကြော်ကြားနိုင်လားတဲ့ဆိုလို့ရှိရင် Yes you will အဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးဥပမာပေးမှာဖြစ်ပါတယ် Okay question sentence ကလေးတွေပြီးတော့ပြီဆိုတော့ short answers ကလေးပေါ့နော်ခုနကပြောလို့ရှိရင်yes you will solution လည်းတကယ်လို့ကိုဆိုတော့ရှင်တော့လို့ခါတည်းကျရင်တွေးရကွာလို့ကိုမွားပစ်စေတဲ့စကားလုံးလေးဆိုတော့ yes I will ငါဖြစ်နိုင်လောက်ပါတယ် yes he will သူဖြစ်နိုင်လောက်ပါတယ် yes she will သူမဖြစ်နိုင်လောက်ပါတယ် yes it will ၎င်းဖြစ်နိုင်လောက်ပါတယ် yes we will ငါတို့ဖြစ်နိုင်လောက်တယ် yes you will နင်ဖြစ်နိုင်နေ yes they will သူတို့ဖြစ်နိုင်နေအဲ့လိုပေါ့တကယ်လို့မဖြစ်နိုင်ဘူးဆိုလို့ရှိရင် no I will no he will no she will no it will no they will no we will စသည်ပေါ့နော်အဲ့လိုမျိုးတွေသုံးလာကြတော့အဲ့ဒါ short answers ဆိုခေါ်ပါတယ် okay အဲ့ဒါပြီးတော့ positive နဲ့ negative ကိုဒီခုကတော့ခွဲသွားပြီးမှဖြစ်ပါတယ် well အချမ်းစတင်တာမြန်နေလားမသိဘူးနော် video လေးနဲ့ရှိမှာဆိုစတင်တာလေးနည်းနည်းဟိုမြင်လို့လေးဖြစ်သွားတယ်လည်း sorry ပါနော်positive နဲ့ negative ကလေးကိုအခုရှင်းပြမှာဖြစ်ပါတယ်နားမလည်လို့ရှိရင် comment မှာလာပြီးမြန်လို့ comment မှာလာပြီးတော့ difficult ဖြစ်နေတယ် difficult အမျိုးရေးဖက်ပေးပေါ့နော်နားမတကယ်လို့အကုန်လုံးနားမလည်ရမဟုတ်တချို့ဟာလေးပဲနားမလည်ဆိုတော့ချို့ဟာလေးနားမလည်တဲ့အခါကြောင့်နားမှာရေးပေးခဲ့ပေါ့နော် okay positive ကိုဝင်လာမယ်နော် I will help ငါကူညီမယ်ငါကူညီလိုက်မယ်အဲ့လိုမျိုးလိုက်မယ်ဆိုလို့ကိုပွဲတစ်ခုလုပ်လိုက်မယ်ဆိုငါကူညီလိုက်မယ်အဲ့လိုမျိုးပြောနေဆိုလို့ရှိရင် I will help ဒီလို I will help လို့ I will လို့မပြောချင် I'll help I နဲ့ post stop ll လေးပါ I'll help ဆိုလို့ရှိရင်သူကူညီလိုက်မယ် you will help လို့ပြောလိုက်မယ်နော် okay အဲ့ဆိုလို့ရှိရင်ပြီးတော့အဲ့ဒါကကြတော့ positive ပေါ့နော်အမှ I will help he will help she will help it will help we will help you will help they will help ဘယ်လိုလဲရှိရပါနော် help အဲ့ help နာမှာ cook တုံးနေရ cook တုံးတော့ဘာတုံးရတယ်ပေါ့နော် okay ပါအဲ့ဒီI will help solution help က verb 1နဲ့သုံးမယ်နော် verb 1နဲ့သုံးပါမယ် okay negative အငင်းစကားလုံးပြောမယ်အငင်းကကြတော့ will ကို won't ပြောင်းမယ်ပေါ့နော် I won't help ငါကူညီဘူးငါကူညီလိုက်မှာမဟုတ်ဘူးပေါ့ဆိုတော့ he won't help သူကူညီလိုက်မှာမဟုတ်ဘူး he won't help သူကူညီလိုက်မှာသူမကူညီလိုက်မှာမဟုတ်စသည်ဖြစ်မှာနော်ဒီလိုပြောလို့ရပါတယ်နောက်ပြီးတော့ဘယ်လိုလဲWH question လေးအခုကတော့ WH question ပေါ့နော်where will I be where will I be okay where will I be ဘာပဲနေရမှာဖြစ်ပါလဲဘာပဲနေရမှာဖြစ်နိုင်နေမလဲပေါ့နော်စသည်ဖြစ်ပါနော်အခုအဲ့ဒါကလေးစား will နဲ့ပတ်သက်တဲ့ဟာလေးပေါ့နော် okay အဲ့ဆိုလို့ရှင် information လေး will ရဲ့ information လေးပြပြမှာဖြစ်ပါတယ် use
We use will to say what we think does or know will happen in the future. We use will ငါတို့က will ကို to say what we think ငါတို့ထင်လို့ဖြစ်လာလိမ့်မယ် guess or know will happen in the future အနာဂတ်မှာဖြစ်လာလိမ့်မယ်ဟာကိုပြောတဲ့အချိန်မှာသုံးပါတယ် we often use I think and I hope the will we often use ငါတော့ဒါခဏသုံးနေ I think and hope what will I think ငါထင်တော့ and I hope well I hope well နာမှာ hope နည်းနည်းတော့သုံးနေပေါ့နော်ပြီးတော့ when we အဲ့လိုမျိုးဘယ်လိုပြောလဲ future အနာဂတ်မှာဖြစ်လာမယ်ဟာကိုအနာဂတ်မှာဖြစ်လာမယ့်အရာကိုပြောတဲ့အချိန်မှာ well ကိုသုံးမှာဖြစ်ပါတယ် okay well ကိုဘယ်လိုနေရာမှာသုံးမလဲအနာဂတ်မှာဖြစ်လာလိမ့်မယ်အရာကိုပြောတဲ့အချိန်မှာသုံးမှာဖြစ်ပါတယ် okay အခုဒါကြတော့ will အကြောင်းနဲ့ပတ်သက်ပြီးပြောပြသွားတာဖြစ်ပါတယ်ရှင်တကယ်လို့နည်းနည်းလေး difficult ဖြစ်နေတယ် difficult ဖြစ်နေအောင်ခက်နေတယ်ပေါ့နော်ခက်နေတယ်အဲ့ပြီးတော့နောက်တစ်ခုကဘယ်လိုလဲနားမလည်လိုက်ဘူးဟိုပိုင်းနားမလည်ဒီပိုင်းလည်း comment မှာရေးခဲ့ပေးပါအားလုံးပဲ bye bye see you next time ဒါနဲ့ပြောရအောင်မယ်နော်ဒီလို grammar တွေထဲတင်တာမဟုတ်ပဲနဲ့ telephonics တွေလည်းတင်နေပေါ့နော်အဲ့လို force key တွေမှာဘယ်လိုလုပ်ရမလဲဆိုတာတွေတင်ပြီးမှဖြစ်ပါတယ် telephonics video လေးလည်းတင်ပြီးမှဖြစ်ပါတယ်အဲ့ဒါကြောင့်မို့အပိနေအောင်နော် subscribe လေးနဲ့နေခဲ့ရုံတတာ